ဟာဗတ်တက္ကသိုလ်၏အခွန်ကင်းလွတ်ခွင့်ကိုပြန်လည်ရုပ်သိမ်းရန်ပြည်တွင်းအခွန်ဌာနမှလှုံ့ဆော်နေပါတယ်။ပုံမှန်အားဖြင့်ဟာဗတ်တက္ကသိုလ်သည်အစိုးရစီမှနှစ်စဉ်ရန်ပုံငွေ9ဘီလီယံခန့်လက်ခံရရှိပြီးထိုအထဲမှ9ဘီလီယံခန့်ကိုတခြားတက္ကသိုလ်12ခုသို့ပြန်လည်ပေးအပ်ကကြံသည့်2ဘီလီယံခန့်ကိုတက္ကသိုလ်၏သုတေသနလုပ်ငန်းများအတွက်ဓာတ်ရိုက်အသုံးပြုပါတယ်။ဒေါ်နယ်ထရန့်၏အကြက်ဆယ်ချက်ပါတောင်းဆိုချက်ကိုတက္ကသိုလ်မှလိုက်နိုင်ရန်ငင်းဆန်မှုကြောင့်အစိုးရစီမှရရှိမိရန်ပုံငွေ2.3ဘီလီယံခန့်ကိုဆိုင်းငံ့လိုက်ပါတယ်။ပုံမှန်အားဖြင့်အစိုးရသည်ပရဟိတဘာသာရေးနှင့်လူမှုဖူလုံရေးအဖွဲ့အစည်းများအပေါ်မှာအခွန်ကင်းလွတ်ခွင့်ပေးလိရှိပြီးထိုအဖွဲ့အစည်းများမှလည်းနိုင်ငံရေးလှုပ်ရှားမှုများတဲ့ပါဝင်ပတ်သက်မှုကိုပိတ်ပင်တားမြစ်ထားပါတယ်။ဟာဗတ်တက္ကသိုလ်မှဒေါ်နယ်ထရန့်တောင်းဆိုမှုကိုဆက်လက်ညှင်းဆန်မှုကြောင့်ရခိုင်ပေးအပ်လက်ရှိသောငွေကြေးထောက်ပံ့မှုကိုဆိုင်းငံ့မှုအပြင်တက္ကသိုလ်၏အခွန်ကင်းလွတ်ခွင့်ကိုပါပြန်လည်ရုပ်သိမ်းရန်ပြောကြားထားပါတယ်။အကယ်၍အခွန်ကင်းလွတ်ခွင့်ပြန်လည်ရုပ်သိမ်းခံရမည်ဆိုပါကရန်ပုံငွေများကိုအသုံးပြု၍အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှပြန်လည်ရရှိသောငွေကြေးများအပေါ်၌လည်းအခွန်ပေးဆောင်ရနိုင်သည်ဟုပညာရှင်တယောက်မှပြောကြားထားပါတယ်။ Harvard University သည်အကျိုးမြတ်မယူသောပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီးအစိုးရအပြင်အခြားအဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်များစီမှလည်းလူဒန်းထောက်ပံ့ငွေများလက်ခံရရှိသောပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်